မမြောင်ဝင်းဟာတောထဲမှာဆေးမြစ်တွေလိုက်ရှာနေရင်းနဲ့ဒဏ်ရာရနေတဲ့ဝင်ပလွေဖြူလေးတစ်ကောင်ကိုတွေ့ခဲ့ပါတယ်။သူ့ရဲ့ခြေထောက်တစ်ဖက်ဟာရက်ဆက်လာတဲ့တန်ညက်ထောင်ချောက်ထဲမှာမိနေတာဟာမမြောင်ဝင်းဟာဝင်ပလွေလေးကိုတနာသွားပြီးထောင်ချောက်ကိုဂယုတစိုက်ဖွင့်ပေးခဲ့ပါတယ်။ပြီးတော့သူမရဲ့ချင်းတောင်းထဲကဆေးမြစ်တွေကိုထုတ်ဝါးချီပြီးဝင်ပလွေရဲ့ဒဏ်ရာပေါ်မှာအုံပေးခဲ့ပါတယ်။ဝင်ပလွေလေးတက်တာသွားပုံရတဲ့အထိစောင့်ကြည့်ပေးပြီးမှသူမအိမ်ပြန်ခဲ့တာပါ။ဒါပေမဲ့မမြောင်ဝင်းမသိတာကတော့အဲ့ဒီဝင်ပလွေဟာအနှစ်တစ်ထောင်တက်တန်းရှိတဲ့မိတ်စာဘရင်တစ်ပါးစစ်နေတာပါပဲ။သူကဲတင်ခံရတဲ့အချိန်ကစပြီးဝင်ပလွေဟာမမြောင်ဝင်းရဲ့ကြီးစုကိုတိတ်တဆိတ်မသားထားပြီးတနေ့မှပြန်ဆက်မယ်လို့တစ္ဆာဆိုခဲ့ပါတယ်။အိမ်ပြန်ရောက်တော့မမြောင်ဝင်းဟာဘိုးအောင်တဲ့နဲ့တွေ့ပါတယ်။ဘိုးအောင်တဲ့ဟာကျင့်စဉ်လေးကျင့်သူတူဖြစ်ပြီးသူ့ရဲ့စမ်းသပ်မှုကိုကြာရှုံးသားသူပါ။စိတ်ထားကောင်းတဲ့မမြောင်ဝင်းဟာဘိုးအောင်တဲ့ရဲ့ဒဏ်ရာတွေကိုအပြည့်အလွှာစစ်ဆေးပေးခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲရုတ်တရက်မိုးကြိုးတစ်ချက်ကမမြောင်ဝင်းကိုအရှင်အဟုန်နဲ့လာမှန်းပါတယ်။ဒါပေမဲ့သူမမှာဘာဒဏ်ရာမှမရရှိပြီးဘေးကိန်းနေခဲ့ပါတယ်။မမြောင်ဝင်းဟာစဝေးစဝါချစ်တီမျက်မှောင်ကျုပ်သွားပေမဲ့တိတ်အများကြီးမစင်းစားတော့ပြီးဘိုးအောင်တဲ့ကိုအိမ်ထဲအထိကူတွဲပြီးဂယုတစိုက်ဖြုတ်စုပေးခဲ့ပါတယ်။ဘိုးအောင်တဲ့နိုးလာတာနဲ့မမြောင်ဝင်းရဲ့လက်ကိုဆွဲကြိုက်ပြီးသူ့ကိုလက်ထပ်ဖို့တောင်းဆိုပါတော့လေ။သူမကိုထာဝရချစ်ပါမယ်လို့လည်းဂတိပေးခဲ့ပါတယ်။မမြောင်ဝင်းကလည်းဒါဟာကံကြမ္မာပဲလို့ယူဆပြီးချက်ချင်းသဘောတူခဲ့ပါတယ်။ဒါပေမဲ့မင်္ဂလာပွဲကျင်းပဖို့မမြောင်ဝင်းကပြောတဲ့အခါမှာတော့ဘိုးအောင်တင်ကရင်းဆိုခဲ့ပါတယ်။မင်္ဂလာဆောင်တယ်ဆိုတာလူသားတွေအတွက်ပဲလို့အကြောင်းပြခဲ့တာပါ။မမြောင်ဝင်းဟာသူတို့နှစ်ယောက်ရဲ့ကဘာကမတူညီတာကိုသိနေလို့ဘာမှပြန်မပြောဘဲနေခဲ့ပါတယ်။ဘိုးအောင်တင်ကနတ်ဘရင်ဖြစ်ချင်သူတူပါ။သူဟာနေ့တိုင်းသူ့ရဲ့ဂိုင်းတူညီမလေးနဲ့အတူကျင့်စဉ်လူလေ့ကျင့်ပါတယ်။သူတို့နှစ်ယောက်နီးနီးကပ်ကပ်ရှိနေတာကိုမြင်ရတာကမမြောင်ဝင်းရင်ထဲမှာတမျိုးဖြစ်စေပါတယ်။မမြောင်ဝင်းလေးကျင့်စဉ်လေ့ကျင့်ခြင်းပေမဲ့လူသားတွေဟာကျင့်စဉ်ကျင့်လို့မရဘူးလို့အပြောခံရပါတယ်။မမြောင်ဝင်းစိတ်မကောင်းဖြစ်သွားပေမဲ့အဲ့ဒါကိုအာယုံနဲ့မထားတော့ပါဘူး။ဘိုးအောင်တင်နဲ့အတူနေရတာကတင်သူမအတွက်လုံလောက်နေပြီလေ။ငါးနှစ်တာကုံဆုံးသွားပြီးမမြောင်ဝင်းဟာဈေးထဲမှာပိတ်ဆော့တွေရောင်းနေပါတယ်။အဲ့ဒီအချိန်မှာအိမ်မက်တစ်ခုမှတ်ခဲ့ပါတယ်။အိမ်မက်ထဲမှာမုတ်စိတ်ဖြူနေအဖိုးအိုတယောက်ကသူမဟာနတ်သမီးတစ်ပါးရဲ့လူဝင်စားထပ်ပြီးအချစ်တဲ့စမ်းသပ်မှုကိုရင်ဆိုင်ရမယ်လို့ပြောပါတယ်။သူမရဲ့ခင်မန်းဟာလေဒီအခွင့်အရေးကိုအသုံးချပြီးနတ်ဘရင်ဖြစ်သွားနိုင်မယ်လို့ဆိုပါတယ်။မမြောင်ဝင်းလက်နိုးလာတဲ့အချိန်မှာလေရွာတွေကအမျိုးသမီးတွေပြောနေတဲ့သတင်းကိုကြားလိုက်ပါတယ်။ဘိုးအောင်တင်ဟာကျင့်စဉ်အောင်မြင်သွားပြီဖြစ်လို့နတ်ဘရင်တွေစီသွားတော့မယ်ဆိုတာပါ။ရွာသားတွေကလည်းမမြောင်ဝင်းအတော့ဝမ်းသာပေးကြပြီးမမြောင်ဝင်းလေးနတ်ဘရင်ဖြစ်သွားတဲ့ခင်မန်းနဲ့အတူပျော်ရွှင်ရတော့မယ်လို့ပြောကြပါတယ်။ဒါပေမဲ့ဘိုးအောင်တင်ဟာမမြောင်ဝင်းကိုအေးဆက်ဆက်နဲ့ကွာရှင်းစာချုပ်ကမ်းပေးလိုက်ပါတယ်။သူဟာနတ်ဘရင်ဖြစ်တော့မှာဖြစ်လို့မမြောင်ဝင်းလိုလူသားတယောက်ကသူ့ဇနီးဖြစ်ဖို့မတန်ဘူးလို့ပြောလိုက်တာပါ။အဲဒီအခါကျမှမမြောင်ဝင်းဟာသူတို့ရဲ့အိမ်တောင်ကြီးကဘယ်တော့မှအစ်စ်အမှန်မချက်ခဲ့တာကိုနားလည်သွားပါတယ်။ဘိုးအောင်တင်ဟာကောင်းကင်ဘုံရဲ့စမ်းသပ်မှုကိုလိမ်ညာပြီးနတ်ဘရင်မြန်မြန်ဖြစ်ဖို့ကမမြောင်ဝင်းကိုအသုံးချခဲ့တာပါ။သူအောင်မြင်သွားတဲ့အခါမှာတော့မမြောင်ဝင်းကိုစွန့်ပစ်ဖို့ပဲကြိုးစားပါတော့တယ်။မမြောင်ဝင်းဟာခြိလန်းတုံလုပ်ပြီးဒေါသထပ်သွားပါတယ်။ငါးနဲ့တာပေးဆက်ခဲ့တဲ့အချစ်စစ်ဟာဒီလိုနဲ့ပဲအဆုံးသတ်သွားရတာလား။ရွာသားတွေကလည်းဘိုးအောင်တင်ရဲ့တစ္ဆာဖောက်မှုကိုဝိုင်းပြီးအဖြစ်တင်ကြပါတယ်။ဒါပေမဲ့ဘိုးအောင်တင်ကတော့ဘာရှင်းပြချက်မှမပေးဘဲကောင်းကင်ဘုံကိုပြန်တက်သွားခဲ့ပါတယ်။အဲ့ဒီမြင်ကွင်းအားလုံးကိုဝစ်ဆုံးဖြူနဲ့အမျိုးသမီးတစ်ယောက်ဖြစ်တဲ့မင်းအောင်လိုင်ကမြင်တွေ့နေပါတယ်။သူဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကမမြောင်ဝင်းကဲတင်ဖူးရဲ့ဝင်းပလွေဖြူလေးပါပဲ။မင်းအောင်လိုင်ကကြားဖြတ်ဝင်လာပြီးဘိုးအောင်တင်တို့ရဲ့လမ်းကိုပိတ်ဆို့လိုက်ပါတယ်။မမြောင်ဝင်းကိုနှိပ်စက်တဲ့သူမှန်သမျှကိုပြန်ပေးဆက်စေချင်လာပါတယ်။မင်းအောင်လိုင်ဟာသူ့ရဲ့ဝိညာဉ်စွမ်းအည်တွေကိုဓာတ်အထိစုစည်းပြီးသူတို့ကိုတိုက်ခိုက်ခဲ့ပါတယ်။ဒါပေမဲ့တစ်ဖက်ကအလွေကကူပဲခုခံခဲ့ပါတယ်။ဘိုးအောင်တင်နဲ့သူ့ရဲ့ညီမလေးဟာ9နှစ်ပတ်လုံးလေ့ကျင့်ထားတဲ့ဓာတ်တိုင်းနဲ့ပြန်တိုက်ခိုက်တဲ့အတွက်မင်းအောင်လိုင်ကစွတ်ခွာခဲ့ရပါတယ်။ရုတ်တရက်ဘေးကနေနောက်ထပ်ဓာတ်နဲ့လက်ရောက်လာပါတယ်။မင်းအောင်လိုင်ဟာတေးစေနိုင်တဲ့တိုက်ကွက်ကိုရှောင်လိုက်နိုင်ခဲ့ပေမဲ့ဒဏ်ရာအပြင်းထန်ရရှိသွားပြီးထွက်ပြေးခဲ့ရပါတယ်။အဲ့ဒီအချိန်မှာပဲမမြောင်ဝင်းဟာကောင်းကင်ဘော်ကလူတစ်ယောက်ပြုတ်ကျလာတာကိုမြင်လိုက်ပါတယ်။သူမှဘာမှမလုပ်နိုင်ခင်မှာပဲဒဏ်ရာတွေနဲ့မင်းအောင်လိုင်ဟာမမြောင်ဝင်းရှေ့မှာမတ်တက်အေးနေပါပြီ။သူဟာအုံးမင်းအိမ်မက်ချစ်နေတော့မမြောင်ဝင်းကိုခိုးလုံခွင့်တောင်းဆိုပါတော့တယ်။မမြောင်ဝင်းကအတိတ်ကိုတတိယပြီးညင်းကျင်ပေမဲ့မင်းအောင်လိုင်ကသူ့ဘာအလုပ်မဆိုလုပ်ပေးပါမယ်လို့ပြောတဲ့အတွက်သူ့ရဲ့ယူသားမှုကိုကြည့်ပြီးလက်ခံလိုက်ပါတယ်။အဲ့ဒီအချိန်ကစပြီးမင်းအောင်လိုင်ဟာမမြောင်ဝင်းကိုအဆက်ဆက်ရဂိမ်းစိုက်ပေးပါတယ်။မမြောင်ဝင်းကိုအလုပ်ပေးမှန်းတာမျိုးတစ်ခုမှမလုပ်ခိုင်းပါဘူး။သူမကိုနှောက်ယှက်တဲ့သူတွေကိုလည်းမောင်းထုတ်ပေးသလိုသူမကိုလည်းအတူတူကျင့်စဉ်လေ့ကျင့်ဖို့တိုက်တွန်းခဲ့ပါတယ်။နောက်ဆုံးမှာတော့မင်းအောင်လိုင်ဟာမမြောင်ဝင်းကိုချစ်ကြောင်းဖွင့်ပြောပြီးဘယ်တော့မှသစ္စာမဖြောင်းဘူးလို့ကတိပေးခဲ့ပါတယ်။မမြောင်ဝင်းဟာမင်းအောင်လိုင်ရဲ့ယူသားမှုကိုစိတ်လှုပ်ရှားသွားပြီးမြဲသူမမှာတောင်းဆိုချက်တစ်ခုရှိပါတယ်။အဲ့ဒါကသူတို့ရဲ့မင်္ဂလာပွဲကိုတရွာလုံးအတိအမှပြုစေချင်တာပါ။တစ်ဖက်မှာတော့ဘူအောင်တရဲ့နတ်ဘီယံဖြစ်မဲ့နေ့ရောက်ရှိလာပါတယ်။ဂိုင်းကအကြီးကဲတွေကသူ့ကိုနတ်ဘီယံဖြစ်သွားနိုင်အောင်ဝိညာဉ်စွမ်းတွေစုစည်းပေးခဲ့ပြီးမြဲကြာရှုံးသွားပါတယ်။ရက်တရာလုံးကြိုးစားခဲ့တာဘာလို့ကြာရှုံးရတာလဲဆိုတာဘူအောင်တဲ့နားလည်နိုင်သွားတော့ပါဘူး။အဲ့ဒီအချိန်မှာသူ့ရဲ့ညီမလေးကနတ်ဘီယံလမ်းညွှန်ပြတဲ့နေရာမှာပဲကျင့်စဉ်အောင်မြင်နိုင်တဲ့နေရာထက်မယ်လို့တတိပေးလိုက်ပါတယ်။ဘူအောင်တဲ့ရဲ့မျက်လုံးတွေဝင်းကနေထက်သွားပြီးမမြောင်ဝင်းအိမ်ကိုပြန်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီမှာကျင့်စဉ်ပြန်လုပ်ရင်အောင်မြင်မယ်လို့ယုံကြည်နေလာပါအဲ့ဒီအချိန်မှာရွာထဲမှာတော့မမြောင်ဝင်းနဲ့မင်းအောင်လိုင်တို့ရဲ့မင်္ဂလာပွဲကစီးကားနေပါတယ်။ရွာသားတွေဟာသူတို့နှစ်ယောက်ရဲ့အချစ်ကိုတက်တဲ့အထက်လာရောက်အားပေးကြတာပါ။မင်္ဂလာပွဲစတော့မယ့်အချိန်မှာပဲဘူအောင်တင်ဟာရုတ်တရက်ဝင်ရောက်လာပြီးမင်းအောင်လိုင်ကိုယွန်းရှာကောင်းတဲ့အကြည့်တွေနဲ့ကြည့်ပါတယ်။မင်းအောင်လိုင်ကိုရှုံးတင်းသူတယောက်အဖြစ်လောင်ပြောင်းပြီးလူပုံအလယ်မှာမြေစာကောင်းလို့ဟစ်အောင်ဆွတ်ပြေဆို့လိုက်ပါတော့တယ်။မမြောင်ဝင်းကမင်းအောင်လိုင်ရဲ့လက်ကိုတင်းတင်းဆုပ်ထားခြင်းနဲ့ဘူအောင်တင်ကိုစိုက်ကြည့်နေပါတယ်။ရွာသားတွေကလည်းဘူအောင်တင်ကနတ်ဘီရင်ဆိုတော့သူပြောတာအမှန်ဖြစ်မှာပါလို့တီးပြောဆိုနေကြပါတယ်။မင်းအောင်လိုင်ကတော့ဘာကိုမှဂရုမစိုက်ပါဘူး။မမြောင်ဝင်းလက်ကိုတီးငိမ့်ဆုပ်ထားခြင်းနဲ့သူတို့ရဲ့အချစ်ကစစ်အမှန်ဖြစ်တယ်လို့ကြေညာလိုက်ပါတယ်။မမြောင်ဝင်းကိုအသုံးချပြီးလိန်ညာခဲ့တဲ့ဘူအောင်တင်နဲ့မတူဘူးလို့ပြောလိုက်တဲ့အခါမှာတော့ဘူအောင်တင်ဟာဒိုးသားအလိတ်ထွက်လာပြီးအရှက်ရပြီးတိုက်ခိုက်ဖို့ပြင်ဆင်ပါတော့တယ်